ပုံမှန်မြင်နေရတာကျွန်တော်တို့မှာရေခဲမုတ်ဆက်ပေါ့ဗျာနော်ရေခဲမုတ်လုပ်တဲ့ဆက်အဲ့ဆက်မှာပါတဲ့ controller ကတ်ပေါ့နော် controller ကတ်ကိုကျွန်တော်တို့ controller ကတ်တစ်ကတ်ကိုကျွန်တော်ဆင့်မယ်နော်ဒီမှာရေခဲမုတ်ထက်တဲ့ဒီလိုဆက်တွေပေါ့ဗျာနော်အဲ့ဆက်တွေမှာသုံးတဲ့ကတ်ပေါ့နော်ဆိုတော့အမျိုးအစားတွေကတော့ design တွေကတော့အများကြီးရှိတယ်နော်အဲ့ထဲက design တစ်မျိုးရဲ့ကျွန်တော်တို့ပြောမှဆိုရေခဲမုတ်ဆက် design တစ်မျိုးရဲ့ကျွန်တော်တို့ controller ကတ်ပေါ့ဗျာအဲ့ကတ်ကိုကျွန်တော်တို့လေ့လာကြည့်မယ်နော်ဘယ်လိုအလုပ်လုပ်လဲဆိုတော့နော်သူလည်း circuit ပဲလေနော် circuit ဆိုတော့ဘယ် circuit လာပေါ့ဗျာကျွန်တော်တို့ကလိုက်တက်ကမယ်နော် electronic component နော်အခြေခံ component ပစ္စည်း၅မျိုးရဲ့အလုပ်လုပ်ဆောင်ပုံသိရမယ် circuit balance သဘောတရားတွေကိုလိုက်တက်ထားမယ်မီတာတွေရဲ့ function တွေကိုကျွန်တော်ရွေးချယ်ပြီးတော့တိုင်းတာတက်မယ်ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ဘယ် circuit လာပေါ့နော်ကိုပြင်ဘူးတဲ့ circuit ပဲဖြစ်ဖြစ်မပြင်ဘူးတဲ့ circuit ပဲဖြစ်ဖြစ်ကျွန်တော်တို့ကသိနေရမယ်ပေါ့နော်အဲ့ပြရမှာနော်ဒီလို circuit တွေလည်းမျိုးတယ်ကျွန်တော်ရဲ့ channel မှာနော်စတင်ထားတဲ့ဟိုထဲမှာရှိတယ်စတင်ထားတဲ့ဟိုဗီဒီယိုတွေနော်အဲ10 ပုတ်အတွင်းမှာတင်ထားတဲ့ဗီဒီယိုတွေမှာရှိတယ်နော်အဲ့လို circuit မျိုးလေးကျွန်တော်နော်ပြုပြင်ထားတဲ့ဟာလေးအဲ့တုန်းကတော့ကျွန်တော် YouTube channel ဟိုပြောမယ်ဆိုလို့ရင်စပြီးတော့တီထောင်ထားတဲ့နှစ်ပိုင်းတွေကတင်ထားတာဆိုတော့နော်နှစ်3နှစ်လောက်တော့ကြာသွားပြီမှတ်တယ်နော်2နှစ်3နှစ်လောက်တော့ကြာသွားပြီကျွန်တော်ရဲ့ channel ဗီဒီယိုတွေမှာကျွန်တော်အရှိပိုင်းမှာကျွန်တော်တင်ထားပေးဘူးသေးတယ်နော်ဒါပေမဲ့အခုကကျွန်တော်ထပ်ပြီးတော့ပြမှာပါနော်ဒီဇိုင်းတစ်မျိုးပေါ့နော်အဲ့ဒါဒီမှာကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ပေါ့နော်ဒါသူ့ original မဟုတ်ဒီကတ်တာတင်လာတာဗျနော်ဒီမှာသူ့ original relay ကဒီလို relay တစ်လုံးပါအောင်နော်ဒီလို relay တစ်လုံးပါအောင်နော်အဲ့ relay ပြတ်သွားလို့တော့၎င်းဟိုပထမပြင်တဲ့စာဘက်ကပါနော်ဒီ relay ပြတ်သွားလို့လားပါလားတော့မသိဘူးဒီ relay နဲ့အစားထိုးပေးထားတယ်ပေါ့နော်ဒီကောင်လည်းပြုတ်လာအဲ့ကောင်လည်းပါ relay circuit ကိုကြည့်လိုက် relay circuit ရှိမယ်နော်ဒီမှာ coin စနော်ဒီမှာသင်္ကေတလည်းမှာ coin စနော်ဒါ coin relay coin ပါဗျာနော်ဒီကောင်က relay ရဲ့ NCNO နှစ်ငုတ်ရှိမယ်နော်အဲ့မှာကျွန်တော်တို့ကဒီမှာ circuit balance ကျွန်တော်အကြမ်းမြင့်ကြည့်မယ်ဆိုရင်နော်ဒီမှာ balance ဒီမှာ N3 N1 N2 N3 ဆိုတာဒါ neutral 3 line နော် neutral balance ပေါ့ဗျာဒီကောင် neutral balance နော်ပြီးရင် neutral balance AC တစားက neutral တစားကဒီငုတ်ကိုဝင်မယ်ပေါ့ဗျာနော်ပြီးရင်ကျွန်တော်တို့ဒီမှာ power ဒါ phase ပေါ့နော် phase နော်ကျွန်တော်တို့တက်စတာထောက်ရင်မီလင်းနဲ့အစနော် AC မှာဆိုရင်နော်အဲ့ဒါဆိုလို့ချင်းဒီမှာကတက်စတာထောက်ရင်မီလင်းနဲ့ phase နော် line လို့လည်းခေါ်မယ်နော်ခေါ်လို့ရတယ် line ခေါ် phase အစဒီမှာ neutral တစ်စနော်ဒီမှာဝင်လာလိုက်အဲ့ဒါဆိုလို့ချင်းကျန်တဲ့ဟာက neutral နှစ်ငုတ်ရှိမယ်ကျန်တဲ့ neutral နှစ်ငုတ်ကဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ motor ပါမယ်အဲ့ရေခဲမုတ်ဆက်မှာပေါ့နော် motor ပါမယ်နော် motor ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့နော်ရေခဲမုတ်မှွေဖို့အတွက်ပေါ့ဗျာနော်မှွေထုတ်ဖို့အတွက် motor ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရေခဲခဲစင်ပဲကျွန်တော်တို့နော် rotary type compressor အတွက်တငုတ်ပါမယ်ဒါဆိုနော် compressor အတွက်တငုတ် motor အတွက်တငုတ်ပြီးသွားပြီနှစ်ငုတ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနော်ဒီကပေးတဲ့ power ကကျွန်တော်တို့ဘယ်ဝင်အောင်မလဲဆိုတော့ဒီ transformer လေးကိုလည်းဝင်မယ်ဒီ transformer လေးကိုကြည့်လိုက်တော့ AC တန်းဖို့ထုတ်တယ်နော်ဒါဆိုလို့ရှိရင်ဟို sober ဆိုဗျာ DC တွဲဖို့ထုတ်တဲ့ DC တွဲဖို့ထုတ်ယူမယ်ဒါကျွန်တော်တို့ transformer လေးပေါ့နော် AC 220ဝင်မယ်နော်ဒါက primary သူက pin number location ကိုသူကပြောထားတာ1နဲ့5နဲ့က primary ဆိုတာနော်အဝင်ဘက်ချမ်းမှာ AC အဝင်ဘက်ချမ်းမှာ AC 220ဖို့50 set ဝင်မယ်50 Hz ဝင်မယ်နော် pin 15ဆိုတာဒီငုတ်ကလေးကိုပြောတာပေါ့နော်ငုတ်ကလေးကိုပြောတာနော်ဒီငုတ်ကလေးကိုပြောတာ pin 15ကိုသူတို့က pin 15ကနေပြီးတော့ AC 220ဝင်မယ်ပြီးရင် secondary အထွက်ပိုင်းကကျွန်တော်တို့ဘာထွက်မလဲဆိုတော့နော် AC တန်းဖို့ထွက်မယ်အဲ primary ဘိုင်းကနေ AC တန်းဖို့ထွက်လာတာကိုကျွန်တော်ဒီမှာ bright diode မှာတွေ့ရမယ်နော် bright diode ထဲဝင်မယ် bright diode ရဲ့အထွက်မှာသူက DC ဖြစ်သွားပြီနော် DC ဖြစ်သွားပြီ DC ဖြစ်သွားတဲ့အချိန်မှာဒါက regulator 8335ဒါကကျွန်တော်နံပါတ်တွေပါမတွေ့ရအောင်နော်ကျွန်တော်ဒီ circuit တွေကိုကြည့်ပါများလာလို့ရှိရင်ဒီလိုပဲကျွန်တော်လိုပဲနော်auto ဘယ်လိုဖြစ်လာမလဲဆိုတော့ circuit balance တိဆောက်ထားပုံကြည့်ပြီးတာနဲ့ကျွန်တော်ဘယ်လိုလွတ်တယ်ဆိုတော့เนาะမျက်စိထဲမှာအခုလို
မြင်အောင်ရှင်းပြနိုင်သွားရမယ်နော်ရှင်းပြနိုင်သွားရမယ်နော်ကျွန်တော်ရဲ့သင်တန်းသားတွေလည်းအဲ့လိုအနေထားကြအောင်ကျွန်တော်သင်ပါပေါ့နော်ဒါဆိုလို့ချင်း bright တိုင်ဟုတ်နော်အဲ့ရအထက်မှာသူက DC ဖြစ်သွားပြီနော်ဒီ secondary ဘိုင်းကနေထုတ်ပေးလိုက်တဲ့နော် AC တန်းဖို့ကိုသူက DC ပြောင်းလိုက်ပြီဆိုတာ ਨੇ သူကပြောင်းပြဆိုဒီ filter capacitor ပေါ့နော်ဒါဆိုရင်circuit တစ်ခုလုံးမှာအကြီးဆုံး capacitor တွေဖြစ်တဲ့အတွက်ဒီကောင်ကို main filter capacitor လို့ခေါ်လိုက်မယ်ပေါ့နော်ဒီကောင်လေးကဒါ buzzer နော်တင်းတင်းတောင်းတောင်းလို့မိမဲ့ဒါ speaker buzzer လေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနော်ဒီ filter တော့ရောက်မယ်အဲ့ filter တော့ရောက်လာတဲ့ DC ဘို့ကိုကျွန်တော်တို့ကဒီ regulate IC တဲကိုတွင်းမယ်နော် regulate IC ကဒီနော်ကျွန်တော်တို့ဒီ မျက်စိအမြင်တိုင်းကြည့်မယ်ဆိုရင် regulate IC တွေရဲ့ထုံးစံကကျွန်တော်တို့နော်ထုံးစံကကျွန်တော်တို့ဒီအပေါင်း regulate IC ဆိုလို့ရှိရင်ကိုရှိ335ဆိုလို့ရှိရင်ဒီတိုင်းမျက်နှာချင်းဆိုင်ကြည့်မယ်ဆိုလို့ရှိရင်အခုအနေထားတိုင်းနဲ့ကိုဘယ်ဘက်အစွန်ဆုံးပင်1က input နော်အလဲက ground ပင်နဲ့ဒီ body နဲ့ကတစ်ဆက်သေးနော်ပြီးရင်ညာဘက်အစွန်ဆုံးက5 volt ထုတ်မယ်အဲ့ထုတ်ပေးတဲ့5 volt ကဘာအတွက်ထုတ်ပေးရလဲဆိုတော့ဒီ controller IC နော်ဒီ controller IC တွေအလုပ်လုပ်ဖို့ဒီဒါ relay driver IC နော်ဒီ relay driver IC ကလည်းအထူးစမ်းကြီးမဟုတ်နော်ကျွန်တော်တို့ away source circuit တွေမှာပါပြီးသားနော် away source circuit တွေမှာပါပြီးသားနော် ULN 2003ဆိုတဲ့ IC ပဲသုံးတာများတယ်နော်အဲ့နံပါတ်မဟုတ်ရင်တော့မှပဲဟိုကျွန်တော်တို့ပြောမယ်ဆိုရင်အခြားနံပါတ်ကွဲတယ်ဆိုရင်တော့မှပဲအလုပ်လုပ်ပုံကတူနေရမယ်နော်အဲ့လိုသူက relay driver IC တွေနဲ့သူကမောင်းတယ်ပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့ away source အရှေ့မှာတင်ထားပေးတဲ့ away source ပြင်တဲ့ကျွန်တော်တို့အခါမှာကျွန်တော်တို့သုံးတဲ့2003 IC နဲ့အတူတူပဲနော်နော်အဲ့ IC တွေနဲ့ဒီ relay driver ကိုဘယ်အချိန်မှာ compressor မောင်းမယ်ဘယ်အချိန်မှာကျွန်တော်တို့ motor လှည့်ပြီးမှုတ်မှွေမယ်ဆိုတာကိုသူကသတ်မှတ်ပေးတာပေါ့နော် timer setting လည်းပါတယ်နော်ဒီကဒါ display card နော်ဒါအရှိဆုံးမှာဆက်ရဲ့ဒီကံပုတ်ဆက်အရှိဆုံးမှာနေတဲ့ display card နော်သူကဒီမှာဒီမူလီလေးနဲ့စုပ်ထားတာနော်ဒီဘက်ကမျက်နှာမူထားတာပေါ့ဗျာဒါခလုတ်ပေါ့နော်ခလုတ်၃မျိုးပါမယ်နော်ဒါ set ဒါ auto နော်ဒီက CLR နော် CLR ဆိုတာဒါကျွန်တော်ရေခဲမုတ်ထုတ်တာပေါ့ဗျာရေခဲမုတ်ထုတ်တာနော်ဒါ set ဆိုတာဒါ timer တွေပါချိန်တာပေါ့ဗျာနော်နော်အဲ့ခလုတ်၃ခုပဲပါမယ်ဒီအမျိုးအစားမှာကျတော့ဒီ design မှာကျတော့ design နဲ့ cut design တွေအများကြီးရှိတယ်နော်ကျွန်တော် YouTube channel ကခုနပြောရသလိုပဲအရှိဆုံးမှာလည်းတင်ထားတာရှိတယ်နော်လွန်ခဲ့တဲ့2နှစ်3နှစ်လောက်တည်းကတင်ထားတာတွေလည်းရှိတယ်နော်အဲ့ file တွေမှာလည်းတစ်ချက်ပြန်ကြည့်လို့ရအဲ့မှာဒီက design တစ်မျိုးတွေနော်ဒီကလေးက design တစ်မျိုးအဲ့တော့ကျွန်တော်တို့ကတော့ဒီကတ်ကဘာပြဿနာဖြစ်တာလဲဆိုတော့ကျွန်တော်ပြမယ်နော်အဲ့တော့ကျွန်တော်တို့ကခုနAC ငုတ်ကိုသိသွားရင်နော် AC အဝင်ငုတ်ဒီကောင်ကဖေးငုတ်ဒီကောင်က neutral ဆိုတော့ကျွန်တော်ဒီနှံငုတ်ကောနဲ့ကျွန်တော်မီးထည့်လိုက်နော်ပြက်စစ်ပေးသွင်းလိုက်မယ်220 volt ပေးသွင်းလိုက်မယ်ပေးသွင်းလိုက်ပြီးလို့ရှင်သူ display မှာဘယ်လိုပြလဲပါလဲဆိုတော့ကျွန်တော်သိရမယ်နော်ဒီကောင်ကလောလောဆယ်ယာယီထုတ်ထားလိုက်မယ်ပြရှင်းရှင်းလင်းလင်းတွေ့ရအောင်နော်ထုတ်လိုက်မယ်ဒီကောင်ကကျွန်တော် relay ကို original relay ကိုကျွန်တော်ပြန်ရှာလဲပေးမှာနော်ပြန်ထည့်လဲပေးမှာအဲ့တော့ဒီကောင်ထုတ်လိုက်မယ်နော်တော့စိတ်မပူနဲ့ဆိုတာဘာလဲဆိုတော့ဒီကက်ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ဒီ circuit ပြင်ပြီးသွားလို့ရှိရင်လည်းကျွန်တော်ကပိုင်ရှင်ကိုယ်တိုင်တွားအပ်ပြီးတော့အဲ့ set ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ရိုက်ပြပေးမယ်နော်ဗီဒီယိုတစ်ပုတ်ဖြစ်ကျွန်တော်ဖန်တီးပြီးတော့ကျွန်တော်တင်ပေးဦးမှာနော်တင်ပေးဦးမှာအခုကတော့ဒါကတော့ကတ်ကြီးပဲဖြုတ်လာနော်ဒါအခုရှင်းပြတာ circuit ရဲ့ plan ကိုကြည့်ပြီးတော့ပဲ diagram အကျန်းကိုကျွန်တော်နော်မျက်စိထဲမြင်လာတာကျွန်တော်ရဲ့စိတ်ကူးထဲမှာကျွန်တော်ရဲ့အတွေးထဲမှာပေါ်လာတယ်မျက်စိအပြင်နဲ့ကြည့်ပြီးတော့ဖြစ်လာတဲ့ diagram ကိုပဲကျွန်တော်ဖတ်ပြတာနော်ဒီကောင်ကဒါဒီ relay cut ပြီဆိုလို့ရှိရင်ဒါမုတ်မှွေပြီမုတ်ထုတ်ပြီပေါ့နော်ကျွန်တော်တို့ compressor ဟောနဲ့ motor နော် motor ကျွန်တော်တို့ရေ motor တို့ဘာလို့လို့ motor ပေါ့နော်နော်သူကအကောင်ရေပဲကြီးမယ်နော်ဒီ motor ဟိုနှစ်လောက်တော့ရှိမှာပေါ့ဗျာတကောင်3မှတ်အဲ့ဝန်းကျင်လောက်တော့ရှိမယ်နော်တကောင်3မှတ်တကောင်ဟောမဟုတ်3မှတ်အဲ့ဝန်းကျင်လောက်ရှိမယ်နော်ဒီကောင်တော့ compressor နော် compressor ကတော့ 1.5 လောက်ရှိမလား2လောက်ရှိမလားတော့မသိဘူး HP ရလေနော်မြင်းကောင်ရေတကောင်တကောင်တော့မသုံးတကောင်ခွဲသုံးမဟုတ်2ကောင်ပေါ့နော်တကောင်ခွဲဖြစ်ဖို့များပါတယ်နော်အဲ့ကောင်သုံးတယ်နော်အဲ့တော့ဒီ relay နှလုံးနဲ့သူကနော်ဒီ relay က
ကတ်လို့ရှိရင်ကျွန်တော်တို့ compressor လဲမယ်နော်အေးမယ်ရေခဲခဲမယ်ပေါ့ဗျာနော်ဒီကောင်ကကျွန်တော်တို့မုတ်ထုတ်တဲ့ခါကျရင်ကျွန်တော်တို့အာလိန်နဲ့ချစ်ထုံမဲ့ကောင်ပေါ့နော်မုတ်နှစ်တွေကိုဒီကောင်ကနော်ဒီ relay ကတ်လို့ရှိရင်မော်တာကိုလဲကိုင်းပြီးတော့ဒီ relay ကတ်တဲ့မော်တာကိုလဲကိုင်းပြီးတော့ကျွန်တော်မုတ်နှစ်ကိုအာလိန်နဲ့သူကချစ်ထုံနော်အဲ့ဆက်အလုပ်လုပ်ပုံတွေပါကျွန်တော်ဒီကတ်သားပြန်တက်တဲ့အချိန်ကျရင်ဗီဒီယိုတစ်ပုတ်နော်ကျွန်တော်တို့ record ယူပြီးတော့ကျွန်တော်ထပ်တင်ပေးမယ်နော်ဘူးတူတာရတာပေါ့ဗျာနော်သူကအဲ့လိုလေဟိုသုံးလို့မရဘူးမဟုတ်သုံးလို့ရတယ်ပေါ့ဗျာနော်အစားထိုးလို့ရတယ်ပေါ့ဗျာဒီ relay နဲ့နော် relay တွေအလုပ်လုပ်ပုံတိထားပြီဆိုလို့ရှိရင်ဒါပေမဲ့ဟို original relay လောက်တော့ဒီကောင်က ampere ဒဏ်ကိုမခံနိုင်ဘူးပေါ့ဗျာနော်ဒီကောင်ပြီးတော့မှသူ့ရဲ့ကက်ရဲ့ error ကိုကျွန်တော်ပြရမယ်နော်ဒီကောင်လောဆယ်ဒီကောင်သူအစားထိုးရတဲ့ relay connection တွေကိုကျွန်တော်ဖြုတ်ထုတ်လိုက်အောင်နော်ဒါက relay coin ကိုဒါက relay coin ကို relay coin ကိုကျိုးလဲဖြုတ်အဲ့လိုပေါ့ဗျာเนาะကျွန်တော်တို့ဒီနယ်ဆက်ပြဆရာတွေအနေနဲ့ကကျွန်တော်တို့ကเนาะဆက်ပြသမားတွေအနေနဲ့ကဒီလို original ပစ္စည်းတွေမရနိုင်အဲ့လိုပေါ့เนาะကျွန်တော်တို့အလုံးလုံးပုံတိထားပြီဆိုရင်ဒီလိုပဲเนาะကိုယ့်စီမှာရှိတဲ့ပစ္စည်းနဲ့အလွယ်တကူအစားထိုးကြရတာပဲเนาะအဲ့ဒါတခုတော့ကျွန်တော်တို့ကနားလည်မှုပေးရမယ်နားလည်မှုထားရမယ်เนาะဟိုသူပြင်တာမကောင်းဘူးကိုပြင်တာကောင်းတယ်အဲ့လိုကြီးလဲဟိုမတတ်မှတ်စေချင်ဘူးเนาะကျွန်တော်တို့ရဲ့ဟိုဒါပြောမယ်ဆိုရင်ပြင်စရာเนาะ electronic repair လောကမှာเนาะကျွန်တော်တို့အဲ့စိတ်တဲ့လေးတစ်ခုကတော့ကျွန်တော်တို့ထားပြရမယ်เนาะသူများကမကောင်းကြောင်းမပြောအောင်เนาะမပြောအောင်ကိုကောင်းကြောင်းလည်းမပြောအောင်ပေါ့ဗျကိုကောင်းတယ်မကောင်းဘူးဆိုတာကဒါဟိုပြောမယ်ဆိုလို့ရှိရင်ဟိုနေ့က audience ဆုံးဖြတ်သွားမှာပဲเนาะ audience ဆုံးဖြတ်သွားမှာပဲကိုဆုံးဖြတ်ရမယ်ကိစ္စမဟုတ်ဘူးเนาะအကြောင်းအရာမဟုတ်ဘူးကိုကောင်းတယ်မကောင်းဆိုတာဒါပေမဲ့သူများမကောင်းဘူးဆိုတာကိုတော့ကျွန်တော်တို့မပြောမိအောင်လို့အတက်နိုင်ဆုံးကျွန်တော်တို့ထိမ့်သိမ်းရမယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကเนาะဒါဆိုလို့ရှိရင်ကျွန်တော်ခုနရှင်းပြပါအကြမ်းမြင့်ရှင်းပြပါတာသိပါရင်เนาะဒီကောင်တွေကိုဒီ relay တွေကိုဘယ်အချိန်မှာဘယ် relay ခတ်ဆိုတာကိုဘယ် relay on ပေးဆိုတာကိုကျွန်တော်ဒီကောင်က relay driver IC ကနေပြီးတော့ pass ပေးမှာเนาะအဲ့တော့ဒီ relay driver IC ရဲ့ input ကိုဘယ်ရပေးမှာလဲဒီ controller IC ရပေးမှာเนาะဟုတ်ပြီเนาะအဲ့ဒါလေးတစ်ချက်မှတ်ထားရမယ်เนาะအဲ့ controller IC ကိုလည်းသူကအဲ့ controller IC ကိုလည်း controller IC ကတော့နံပါတ်မတွေ့ရအောင်เนาะဒီကောင်ဖတ်ကြည့်လိုက်တော့เนาะဒီကောင်ဖတ်ကြည့်လိုက်တော့ဒီကောင်ကကျွန်တော်တို့အတူတူပဲเนาะ rainbow circuit တွေမှာပါတယ်ကျွန်တော်တို့เนาะကျွန်တော်တို့ဒီ controller IC ကို shut down လုပ်ပေးမယ်အဲ့ဒါတခုရှင် shut down လုပ်ပေးမှာလေဒီ relay တွေ on ကိုင်းဆိုရယ်เนาะ shut down လုပ်ပေးမှာပေါ့เนาะဒီ IC နှလုံးက controller IC နဲ့ဒီ LM258 เนาะ LM258 တို့358တို့เนาะအဲ့ဒီ IC ပဲเนาะကျွန်တော်တို့ rainbow circuit တွေမှာဆိုရင်oscillator ဘိုင်းက3525 IC တို့လို့เนาะ driver IC တွေကိုเนาะ gate drive IC တွေပေါ့ဗျာ gate drive IC တွေကိုကျွန်တော်တို့ shut down ချပေးမယ် shut down ချပေးမယ်သူက IC เนาะသူကပြောမယ်ဆိုလို့ရှိရင် current ဆန့်အာရုံခံတာပေါ့ဗျာเนาะဟုတ်ပြီเนาะအဲ့ဒါအထွေထူးတွေမဟုတ်ဒီ circuit တွေပိုင်းအခြေခံပစ္စည်းတွေပါမယ်เนาะ R တွေပါမယ် C တွေပါမယ် D တွေပါမယ် inductor တွေပါမယ်เนาะဒီမှာ transformer တွေပါမယ်ဒီမှာ relay တွေပါမယ်ဒါပဲเนาะဒါပဲအဲ့တော့ကျွန်တော်တို့ကဒါဘယ် circuit မဆိုကျွန်တော်တို့ကဒီလိုပစ္စည်းတွေရဲ့တိဆောက်ပုံကြည့်တာနဲ့ component တွေရဲ့တိဆောက်ပုံကြည့်တာနဲ့ကျွန်တော်တို့ကဘာဖြစ်နေရမလဲသိနေရမယ်เนาะသူ့ရဲ့လုပ်ငန်းစဉ်အတိအကျကိုတော့ကျွန်တော်တို့ကမသိရမှာလေเนาะပြီးတော့ဒီ display card မှာလည်းသူကဘာပါအောင်မယ်ဆိုတော့ဒီမှာ CPU IC ပါအောင်မယ်เนาะခုနကကျွန်တော်တို့ဒီကထုတ်ပေးလိုက်တဲ့ regulate ကလုတ်ပေးလိုက်တဲ့ 5 volt ကဒီကိုလည်းရောက်မှာเนาะဒီကိုလည်းရောက်မှာเนาะ display card ကိုလည်းရောက်မှာအဲ့တော့မှ display card က CPU IC ကိုလည်းကျွန်တော်တို့ VCC ရောက်ပြီးတော့ CPU IC ကလည်းလုံနိုင်မှာเนาะအဲ့ဒါလေးကျွန်တော်တို့ကသိထားရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကเนาะအဲ့မှာတစ်ခုပြောလို့တာကဒီ driver IC တွေကเนาะဘယ်လိုအလုပ်လုပ်လဲဆိုရင်ကျွန်တော်ခုနပြောသလိုเนาะ driver IC တွေရဲ့အလုပ်လုပ်ပုံကဒီ relay တွေကိုအပိတ်ဖွင့်လုပ်မှာလေเนาะအပိတ်ဖွင့်လုပ်မယ်ဆိုတာသိရပြီဆိုတော့
ထားတော့နော်ဒီ relay ကတော့တည်းသူကနင်းငုတ်က ကွိုင်ငုတ်ကအောက်မှာနော်ကွိုင်ငုတ်ကအောက်မှာနော်ဒီ relay ငုတ်ကတော့ဒီမှာနော်ဖြုတ်ထားရဲဆိုတော့မှာအပေါ်ကနေပြီးတော့တိုင်းပြလို့ရတယ်နော်သူကပြောမယ်ဆိုလို့ရှိရင်တွဲဖို့ဒီကထုတ်ပေးလိုက်တဲ့ transformer ထုတ်ပေးလိုက်တဲ့ AC တန်းဖို့ကိုတွဲဖို့ဖြစ်အောင်လို့သူကဒီမှာနော် DC ပြောင်းလိုက်တယ် bright diode နဲ့ပြောင်းလိုက်ပြီးတော့အဲ့တွဲဖို့ကဒီ regulate ကနေပြီးတော့ဒီ display control ဘိုင်းအတွက်ကိုလည်းသူက5 volt ထုတ်ပေးရတယ်နောက်ဒီတွဲဖို့ကဘာလုပ်ပေးရလဲဆိုတော့ဒီ relay ကွိုင်ငုတ်လေ relay ကွိုင်ငုတ်မှာသူကကြည့်လိုက်နော် DC တွဲဖို့ relay ဖြစ်တဲ့အတွက်ကြောင့်မလို့နော် DC တွဲဖို့ relay ဖြစ်တဲ့အကြောင်းမလို့ဒီ relay ရဲ့ကွိုင်ငုတ်နှုတ်ငုတ်ကို DC တွဲဖို့ရောက်ပြီဆိုတော့ ਨੇ ဒီ relay တွေက on ပါနော်တွဲဖို့မရောက်ရင်မ on ဘူးနော်အဲ့တော့သူကဒီ circuit တွေရဲ့ထုံးစံအရာဒီ driver IC တွေရဲ့ထုံးစံအရာနော်ကျွန်တော်တို့ away short circuit တွေမှာလည်းဒီလိုပဲ away short circuit က relay တွေမှာလည်းဒီလိုပဲနော်ကျွန်တော်တို့ကဒီ relay supply relay ရဲ့ coin DC supply ကိုတွဲဖို့ဆိုရင်တွဲဖို့ပေါ့ဗျာ24ဖို့ဆိုရင်24ဖို့ဒါပေမဲ့ဒီမှာတော့တွဲဖို့သုံးတာနော်တွဲဖို့ relay သုံးတာဖြစ်တဲ့အတွက်အဲ့မှာကျွန်တော်ကဗာသိရရမယ်ဆိုတော့ဒီတွဲဖို့ coin ငုတ်ကို DC တွဲဖို့ရောက်ရင်သူကဒီ relay က on မှာအဲ့ဒါကိုသိတာအဲ့တော့ဒီကောင်ကို on off ကိုဘယ်လိုအဖြတ်တော့လုပ်လဲဆိုတော့ဒီတွဲဖို့တစ် line ကိုတွဲဖို့ line ကိုသူကဒီ driver IC ကနေဒီမှာကြည့်လေဒီမှာပတ်လန်းလေးရတယ်မှာမြင်သားတယ်เนาะဒီကိုလာထားတာเนาะဒီကိုလာထားတာဟုတ်လားနောက်ပတ်လန်းတစ်ခုကဘယ်ကိုသွားမလဲဒီ relay ကိုသွားမယ်เนาะဒီ relay ရဲ့ဒီဘက်ကုတ်ကိုသွားမယ်အဲ့လိုပေါ့ဗျာเนาะသူက output နှစ်ခုပဲယူလာတာเนาะ output နှစ်ခုပဲယူလာတာအဲ့ output နှစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီရထွက်ရင်ဒီ relay ကတ်မယ်ဒီရထွက်ရင်ဒီရ relay ကတ်မယ်အဲ့တော့တွဲဖို့ supply မှသိသွားပြီဒီမှာ DC တွဲဖို့လို့လည်းရေးထားတယ်ဟုတ်ပြီเนาะဒါကျွန်တော်တို့ဒါမီတာနဲ့ဘာမှမတိုင်းထွာသေးဘူးเนาะအဲ့တော့မတိုင်းထွာသေးပဲနဲ့ဒီပစ္စည်းအလုံးပုံပြီးလို့ရှိရင် circuit plan ဘယ်လိုလိုက်ပြီးတော့တွေးယူပြီးလိုက်လို့ရလဲဆိုတော့ကျွန်တော်ပြောပြတာเนาะအဲ့တော့သူတို့ကဒီမှာတငုတ်ဒီ relay အတွက်ကိုဒီ IC ရဲ့ output ငုတ်ကနေပြီးတော့ဒီမှာဝင်လာပြီเนาะဒီ relay အတွက်ကိုဒီ IC ရဲ့ဒီ output ငုတ်ကနေဝင်လာပြီဒီမှာ plan လေးတွေ့နေရမယ်เนาะစိန်စင်းအကြောင်းလေးအဲ့တော့ဒီကောင်ကဒီ driver IC ကအလုံးတာမှန်လည်းသိသွားပြီအပိတ်ဖွင့်လုံးမယ်မှန်လည်းသိသွားပြီเนาะအဲ့တော့ဒီတငုတ်မှာဘာရောက်နေရမလဲဆိုတော့သူအပေါင်းဖို့ရောက်နေရเนาะဒီကတွဲဖို့အပေါင်းဖို့ရောက်နေရမယ်เนาะအဲ့ဒါကိုကျွန်တော်အခုလက်တွေ့တိုင်းပြမယ်เนาะအခုမှလက်တွေ့တိုင်းပြမယ်เนาะ circuit လိုက်တယ်ဆိုတာကကျွန်တော်တို့ကအတိတ်ပဲအဲ့ဒါပဲလေကိုကဟိုကျွမ်းကျင်စွာဟိုလိုက်တက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ခီးအချိန်တူတာလဲအချိန်ကာလလဲကျွန်တော်တို့လိုက်တဲ့နေရာမှာကျွန်တော်တို့တူသွားတာပေါ့နော်ဒါကမိတ်ဆွေတို့ကျွန်တော်เนาะအစာဆုံးနားလည်အောင်ကျွန်တော် circuit လိုက်တဲ့ပုံစံအစာဆုံးနားလည်အောင်ကျွန်တော်ရှင်းပြနေလို့ဒီဗီဒီယိုဖိုင်ကကြားတယ်ထင်ရပေမဲ့ကျွန်တော်တကယ်ဟိုလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့เนาะမိတ်ဆွေတို့လည်းတက်မြောက်သွားလို့ဆိုရင်ဒီလိုကျွန်တော်တော့အချိန်ပေးရမှာမဟုတ်တော့ဘူးပေါ့နော်ကျွန်တော်တို့ပညာသင်ခါစားအချိန်ကိုပေးရမှာမဟုတ်တော့အဲ့ဒါကိုသိစေချင်တယ်เนาะအဲ့တော့เนาะဒီအောင်ရဲ့ဟိုနေ့ကတွဲဖို့အထွက်ပဲเนาะတွဲဖို့အဝင်ပဲပေါ့ဗျာเนาะဒီ transformer နေ DC ထွက်မယ်ပြီးရင်ကျွန်တော်တို့ဒီ9835ထုတ်ပေးမယ် regulate IC ရဲ့เนาะဘယ်ဘက်အစုံကုတ်เนาะဘယ်ဘက်အစုံကုတ်ကဒီကောင်เนาะဘယ်ဘက်အစုံကုတ်မှာထားမယ်เนาะဘယ်ဘက်အစုံကုတ်မှာမီတာလက်တံကိုထားမယ်เนาะထားပြီးရင်ကျွန်တော်တို့ဒီမှာခုနကကျွန်တော်ပြောတဲ့ဒီငုတ်ကိုအပေါင်းဖို့ရောက်နေရမယ်ဆိုတော့ကျွန်တော်ပြတာရောက်နေတယ်เนาะဟုတ်ပြီเนาะဒါဆိုဒါကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့ငုတ်အဲ့ငုတ်ကိုလည်းကျွန်တော်တို့တိုင်းလှန်ပြီးတော့တိုင်းကြည့်မယ်เนาะဒီဘက်ငုတ်ပေါ့ဗျာဒါဆို relay ရဲ့ဒီဘက်ငုတ်ပေါ့เนาะဒီမှာလေเนาะဒီမှာမပြဘူးလားပြနေเนาะအဲ့တော့เนาะဒီမှာဒီဘက်က relay ငုတ်နဲ့ဒီဘက်က relay ငုတ်နဲ့ဒီဘက် circuit အောက်ဘက်မှာကျတော့ပတ်လန်းတစ်ခုပဲเนาะအပေါ်ဘက်မှာတော့ကျွန်တော်တို့မတွေ့ရတာเนาะပြောမယ်ဆိုရင် तू ကလည်း double layer ပဲ double layer ဆိုတာဒီဘက်မှာလည်း circuit ပတ်လန်းတွေရှိတယ်เนาะဒီမှာပတ်လန်းတွေရှိတယ်ဒီဘက်မှာလည်း circuit ပတ်လန်းတွေရှိတယ်เนาะအဲ့တော့ဒီ relay နှလုံးစလုံးရဲ့ဒီ relay နှလုံးစလုံးမှာเนาะ तू ကအပေါင်းဖို့ကရောက်နေပြီတွဲဖို့ဆိုတဲ့အပေါင်းဖို့ကရောက်နေပြီအဲ့တော့ကျွန်တော်တို့ကဒီ IC ကဘာထုတ်ပေးရတော့မှာလဲเนาะဒီငုတ်တွေကိုเนาะအနှုတ် signal ထုတ်ပေးရတော့မှာเนาะအနှုတ် signal ထုတ်ပေးရတော့အဲ့ဒါအကြောင်းမလို့ဒီ IC တွေက relay driver IC တော်တော်များများဘာဖို့သူတို့เนาะသူတို့ on off လုပ်ပေးလဲဆိုတော့เนาะများသောအားဖြင့်တော့ကျွန်တော်တို့အနှုတ် signal ကိုပဲ on off လုပ်ပေးတာများတယ်အပေါင်းဖို့တိုက်ရိုက်ပေးရတယ်ဒါပေမဲ့ဒီ relay ကအနှုတ် signal ရောက်တော့မှသူကတွဲဖို့အဖြစ်ဒီ coin တွေကိုစီးပြီးတော့ဆိုဒီ relay က on မှာเนาะအဲ့ဒါအဓိက main အချက်ပဲเนาะကျွန်တော်တို့အဲ့လိုတိုင်းကြည့်လို့ရတယ်เนาะ
အဲ့ဒါဆိုလို့ချင်းဒီမှာအခုလိုတိုင်းကြည့်ခြင်းအပြင်ကျွန်တော်တို့မီးမထည့်သေးဘူးเนาะဒီမှာတွဲဖို့ရောက်နေဆိုတာကျွန်တော်သိသွားပြီเนาะ relay တွေရဲ့เนาะတွဲဖို့ငုတ်တွေမှာတွဲဖို့ relay တွေရဲ့တွဲဖို့ငုတ်တွေမှာတွဲဖို့ကိုစီရောက်နေမယ်ပြီးတော့မှသူကဒီအနှုတ် signal ဒီ relay ကိုဖွင့်မယ်ဆိုလို့ရှိရင်ဒီကအနှုတ် signal ရောက်လာမယ်เนาะဟုတ်ပြီเนาะရောက်လာမယ်ဒီ relay ကတ်မယ်เนาะဒီ relay ဒီငုတ်ကနေပြီးတော့အနှုတ် signal ရောက်ပြီဆိုရင်ဒီကိုကတ်မယ်ဒါပဲเนาะအဲ့တော့ output ဒီကောင်ကထုတ်ပေးမယ်ဒီ IC ကထုတ်ပေးမယ် input ကเนาะသူ့ရဲ့မျက်နှာချင်းဆိုင်ငုတ်တွေကဒါ input ပဲเนาะဒီ IC ရဲ့ input ပဲအဲ့ input signal တို့ဘယ်ကပေးမလဲဒီမှာ plan တွေတွေ့နေရတယ်လေဒီ controller IC ကပဲပေးတာပဲဒီက input ပေးလိုက်ပြီဒီ controller IC က input ပေးလိုက်ပြီဆိုလို့ရှိရင်ဒီ driver IC ကနေပြီးတော့ဒီမှာ output ထုတ်ပေးမယ်ကောင်းနေတယ်ဆိုလို့ရှိရင်ပေါ့เนาะเนาะအဲ့ဒါကိုကျွန်တော်တို့ကသိတာဟုတ်ပြီเนาะဒီမှာတစ်ခုခု output မှာတစ်ခုခု short ရှိတယ် low short တွေပါရှိတယ်ဆိုရင်ဒီကောင်ကအာရုံခံပြီးတော့เนาะဒီ LM258 IC ကအာရုံခံပြီးတော့ဆိုဒီကောင်ကို shut down ချမယ်เนาะအဲ့ဒါဆိုရင်ဒီမှာကြောင်ဖတ်မယ်ပေါ့ဗျာเนาะကြောင်ဖတ်မယ်ဆက်ကကောင်းတယ်လို့ပြတ်တယ်လို့ဖြစ်မယ်เนาะအဲ့တော့ကျွန်တော်အကြမ်းမြင့်ရှင်းပြတာเนาะအကြမ်းမြင့်ရှင်းပြတာဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်တွေ့အခုကမီးရပိုအားပေးသွင်းပြီးတော့ဆိုကျွန်တော်စမ်းမယ်เนาะ AC ပိုအားပေးသွင်းမဲ့ငုတ်ကိုလည်းကျွန်တော်တို့မှာ circuit balance ကြည့်ပြီးသိတာပြီဒီက phase ထည့်မယ်ဒီက neutral ထည့်မယ်နော် phase neutral လို့တာပြောတာကျွန်တော်တို့ကဘယ်လိုထည့်တယ်လေ AC ဆိုတာကတော့ဒီမှာ phase ဖြစ်မယ် neutral ဖြစ်မယ်ဒီမှာလည်း neutral ဖြစ်မယ် phase ဖြစ်မယ်နော်အဲ့တော့သဘောပေါက်ထားမယ် AC ကကျွန်တော်တို့ပတ်ပြောင်းပတ်ပြန်စီးတဲ့ကားတန်းမဟုတ်လို့ကျွန်တော်တို့ကဘာဖြစ်လဲ phase neutral ရွေးစရာမလိုဒီမှာထည့်ပေးလိုက်အောင်မယ်နော်ဒါဒီအထွက်ကနေပြီးတော့မှားထည့်လို့မရအောင်နော်ငါထည့်လို့မရအောင်မှားထည့်ရင်ပါလဲအလုံးမလုံးဘူးပေါ့ဗျာဒီကောင်ကနော်ဘာလို့ဆိုတော့ဒီအဝင်ကနေမှအဝင်ပလန်းကနေမှဒီ transformer ဝင်မှာဘူးเนาะဆိုတော့เนาะကျွန်တော်တို့ဒီအသုံးပြုကျွန်တော်တင်တန်းသားတွေရောเนาะဒီကလေ့လာတဲ့เนาะ YouTube channel ကနေပညာဒါနလေ့လာပြီးတော့เนาะလောက်ကင်နေကြတဲ့မိတ်ဆွေဝဒနာရှင်တွေရောเนาะဒီလို line call လေးတစ်ခုလုပ်ထားပါเนาะ line call လေးဆိုတာเนาะ Ampere တောင်းတောင်းနဲ့ကြိုးလေးပေါ့ဗျာ Ampere တောင်းတောင်းကြိုးဆိုတော့များသောအားဖြင့်ကျွန်တော်တို့Danny Joe တို့เนาะဒါဆိုရင် Danny Joe ကျွန်တော်လောက်ထားတာเนาะခေထူးမဟုတ်ဘူးเนาะ Danny Joe เนาะ Danny Joe ကိုကျွန်တော်တို့ဒီထိတ်ကကျွန်တော်တို့เนาะအထိုင်ပေါ့เนาะ Danny ကျွန်တော်တို့အထိုင်ပလက်ပေါက်ပေါ့เนาะပလက်ပေါက်ပြတ်သွားတဲ့ဟာကိုကျွန်တော်ဖြတ်ပြီးရဆိုကျွန်တော်ဒီမှာကလစ်လေးတက်ထားတာပေါ့เนาะကလစ်လေးတက်ထားတာเนาะ battery ကလစ်အသေးလေးတက်ထားတယ်เนาะဒီမှာပလက်ရှိမယ်เนาะသူတို့က Danny တို့ဘာလို့သုံးတာကြတော့ဝက်အားများတဲ့ပစ္စည်းတွေသုံးတဲ့ကောင်ဆိုတော့သူကအထဲမှာကျင်းနှမ်းမြင်များတယ်ဗျာနော်များတော့သူက Ampere တောင်းတယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်တို့ဒီ circuit တွေပါတယ်အခုလို AC ပေးသွင်းတဲ့နေရာမှာကျွန်တော်သုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကဲအဲ့ဆိုကျွန်တော်တို့ကဒီမှာနော်မီးသွင်းမယ်နော်ခုနကကျွန်တော်ပြောလို့ဒီကျိုးလေးဒီကျိုးကိုဒါကျွန်တော်တို့အခေါ်တော့နော်ပြင်စရာတွေအခေါ်တော့ကျွန်တော် line call လို့ခေါ်တာပါဗျာနော် line call နော်ဒီကျိုးလေးလောက်ထားတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမီးတစားထည့်လိုက်ပြီနော်ဖေးဖြစ်ရင်ဖြစ်မယ်လူတွေဖြစ်ရင်ဖြစ်မယ်နော်အဆိုတာကဘာလို့ပြောရလဲဆိုတော့ကျွန်တော်ကပလက်မာကဒီလိုထိုးမိမယ်ကျွန်တော်တို့ကဒီလိုထိုးမိမယ်နော်အဲ့ဒါရှိတယ်နော်အဲ့ဒီသဘောတရားကိုလည်းကျွန်တော်ကသိတာနော်အဲ့တော့ကျွန်တော်ကအဓိကကျွန်တော်ကဟို circuit အလိုပလန်းအလိုရတာကျွန်တော်တို့က phase neutral လို့ကျွန်တော်ကသတ်မှတ်ပြီးခေါ်လိုက်တာပေါ့နော်ဒါပေမဲ့တကယ်ကလက်တွေ့လုပ်ငန်းခွင်မှာတော့ဒီကောင်က phase ဖြစ်မယ်ဒီကောင် neutral ဖြစ်မယ်အဓိကတော့ AC power အဝင်ပေးရမယ့်နေရာမှာမမားဖို့ပဲเนาะကဲအဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုမီးထိုးလိုက်မယ်เนาะအတန်လေးကြားရမယ်display ကလင်းလာတာတွေ့ရမယ်เนาะကင်နဲ့တွေ့တဲ့အခါမှာလည်းကျွန်တော်ကဒီကို DC ဖို့ပဲ DC ဖိုက်ဖို့ပဲရောက်နေမယ်ဆိုတော့ကျွန်တော်ကသိထားပြီလေเนาะအဲ့တော့ဒီကောင်ကကျွန်တော်တို့ပြောမယ်ဆိုရင်ဒီလိုเนาะစိတ်ဆက်လက်ချက်ကင်လို့ရတယ်ကျွန်တော်တို့ဒီဘက်အပိုင်းကပ်အပိုင်းကိုကင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်သတိထားကင်ရမယ်အခုလိုမီးအားပေးသွင်းတော့တဲ့အချိန်မှာအနေမဖြစ်အောင်နော်သူ့ရဲ့ error အဲ့ဒါပဲဒီမှာ relay ကတ်လိုက်ခွာလိုက်ဖြစ်မယ်ဒီမှာပြကျင်ရနေပြမယ်နော်ပြကျင်ရနေပြမယ် relay ကတ်လိုက်ခွာလိုက်ဖြစ်မယ်သူ့ရဲ့ error အဲ့ဒါနော်သူ့ရဲ့အခုလက်ရှိ error အဲ့ဒါဖြစ်နေတာနော်ဒီမှာနော်ပုံမှန်မဟုတ်ဘူးပေါ့ဗျာ relay ကတ်လိုက်ခွာလိုက်ဖြစ်နေနော်အဲ့တော့ကျွန်တော်တို့ကအဲ့ကောင်ကိုကျွန်တော်တို့ကလက်တွေ့ဘယ်လိုတိုင်းလဲဆိုတော့နော်လက်တွေ့ကျွန်တော်တို့မီတာနဲ့တိုင်းရတော့မယ်နော်ဘ
ဘယ်နေရာမှာ error ဖြစ်နေလဲဆိုတာပေါ့နော်ပြောရမယ်ဆိုတော့ဒါဆိုလို့ရှိရင်ပုံမှန်တိုင်းဒါမီးငြိမ်နေတာလို့ခေါ်မယ်မီးငြိမ်နေတာဒါပေမဲ့ तू ကတစ်ချက်ကြာရင် तू ကဒီဟိုနေ့ဖြစ်တယ်ဆိုတော့ဒီ relay ကလိုက်ခွာလိုက်ဖြစ်တယ်ဆိုတော့အမှန်ဒီ relay ကလိုက်ခွာလိုက်မဖြစ်ကြဘူးလေအဲ့တော့ကျွန်တော်တို့ကဘာလို့စစ်ကြမလဲဆိုတော့ဒီ relay ကလိုက်ခွာလိုက်ဖြစ်တဲ့အချိန်မှာဒီကောင်က signal ထုတ်ပေးနေတာလားတစ်ချက်စစ်မယ်ဒီကောင်ကတေချာဘော signal ထုတ်ပေးလို့လေဒီ relay ကလိုက်ခွာလိုက်ဖြစ်ကြတာအကြောင်းရင်းအဲ့တော့ကျွန်တော်တို့ကဒီ relay ကကျွန်တော်ခုန circuit လိုက်ပြတာဆိုဒီကောင်မှာအပေါင်းဖို့ရောက်တယ်ဆိုတာလည်းကျွန်တော်ကသိကြပြီဒီမှာအပေါင်းဖို့ရောက်တယ်ဆိုတာဒီမှာကျွန်တော်တိုင်းပြမယ်ဒီsecondary ground ကကျွန်တော်ဒီ8335ရဲ့8335ရဲ့ဒီ body ကအလဲငုံနဲ့ body နဲ့ဒါဆက်နေတာမှန်းသိရတဲ့အတွက်ဒါ ground မှန်းသိပါပြီအဲ့တော့အပေါင်းဖို့ကကျွန်တော်တို့ဒီမှာတိုင်းကြည့်မယ်အပေါင်းဖို့ရောက်နေတယ်ဆိုတော့ကျွန်တော်တို့သိရမယ်ဒီမှာကြည့်ဒီမှာ9ဖို့ရောက်နေတယ်တွေ့လားဒီမှာ9ဖို့ရောက်နေတယ်အဲ့တော့သိကြတယ်ဒီ relay ရဲ့ငုံမှာလည်း9ဖို့ရောက်နေပြီ9ဖို့ရောက်နေပြီအဲ့တော့ကျွန်တော်တို့ကဘာလို့တိုင်းလဲဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်တို့ဒီမှာအပေါင်းဖို့ထောက်ထားမယ်ဒီမှာအပေါင်းဖို့ထောက်ထားမယ်ကျွန်တော်တို့ဒီ IC ရဲ့ signal အငုတ်ကနေပြီးတော့ကျွန်တော်တို့ဒီ relay ရဲ့ငုတ်ကိုကျွန်တော်တို့အနှုတ် signal ရောက်လာဆိုတော့ဒီမှာတိုင်းကြည့်တော့မယ်ကျွန်တော်ဖြုတ်လိုက်တဲ့ relay ရဲ့နေရာမှာမရောက်ဘူးဒီဘက်က relay နေရာမှာရောက်နေတာတွေ့လားဒီဘက်က relay နေရာမှာရောက်နေတာဒီမှာ 2.7 ဖို့ပဲရှိတယ်ဒီဘက်က relay နေရာမှာကျွန်တော်တို့တိုင်းကြည့်မယ် relay နေရာမှာတိုင်းကြည့်မယ်ဆိုတော့ဘေးငုတ်တွေနဲ့မပူးအောင်လို့တော့တေချာကယူဆိုင်ပြီးတိုင်းရမယ်ကျွန်တော်ဒီမှာတိုင်းကြည့်မယ်ဒီမှာမရောက်ဘူးတွေ့လားအခုမရောက်သေးဘူးrelay ပိတ်တဲ့ဖွင့်တဲ့အချိန်မှာကျွန်တော်တိုင်းကြည့်မယ်ကျွန်တော်တို့အဲ့ error ဖြစ်တဲ့အချိန်ကိုကျွန်တော်တိုင်းရမှာပေါ့ဗျာစောင့်ပြီးတော့driver IC ရဲ့အထွက်ငုတ်မှာအထွက်ငုတ်မှာမီတာလက်တံအနှုတ် signal ထုတ်မှာဆိုတော့ကျွန်တော်တို့ကအနှုတ်လက်တံကိုပို့တာထောက်ထားတာပြီးရင်ကျွန်တော်ဖွင့်ကြည့်မယ်လုံးမလုံးလုံးမလုံးအဲ့တော့ကျွန်တော်ကဒီမှာတိုင်းကြည့်မယ်ဒီကမထွက်တော့ဘူးဗျာသိလားဒီကမထွက်တော့ဘူးsorry ဒီထွက်တယ်ဒီကတွဲဖို့ထွက်တယ်ဒီက power မ on တော့အဲ့တော့ကျွန်တော်က5 volt တစ်ချက်စစ်ကြည့်မယ်5 volt ကကျွန်တော်တို့ဒီဘက် regulator ရဲ့ဒီဘက်ငုတ်ပေါ့ဗျာဒီဘက်ငုတ်ကထွက်ကမှာ7 volt ထွက်တယ်7 volt ထွက်နေတယ်ဒီမှာ7 volt ထွက်နေဆိုတော့အဲ့ regulator ကိုတစ်ချက်ကြည့်မယ် regulator တစ်ချက်ကြည့်မယ်ဒီဖြုတ်လိုက်ပြီregulator ကိုတစ်ချက်ကြည့်မယ်ဒါကကျွန်တော်တို့ linear power supply လို့ခေါ်မယ်ဒီ power supply ကိုဘာလို့ဆိုတော့တွဲဖို့သူက SMPS အပိုင်းမပါတော့ဘူးတွဲဖို့သူကဒီ transformer နဲ့ short ချတယ်အဲ့တော့ဒီ regulator ကိုတစ်ချက်စစ်ကြတော့မယ်ဒီ regulator ကိုတစ်ချက်စစ်ကြတော့မယ်ဒီ regulator ကနံပါတ်ကဘယ်လောက်လဲဆိုတော့ကျွန်တော်မြင်အောင်ကြည့်ရတော့မယ်ဘာလို့ဆိုတော့9 volt ထွက်နေလို့လေ9 volt ထွက်နေတာတွေ့လို့အဲ့တော့ဒီ regulator လေးရတယ်မှာ connect ချုပ်ထားတာတွေ့တယ်အဲ့ကောင်လေးကိုလည်းကျွန်တော်တို့အဲ့ call လေးကိုအရင်ရှင်းလိုက်မယ်အဲ့ call လေးကိုအရင်ရှင်းလိုက်မယ်တော့ညင်အောင်လို့ချုပ်ထားတာပေါ့နော်8335ဆိုရင်7 volt ထွက်နေရဆိုရင်မှားနေပြီလေဘာလို့လဲဆိုတော့သူက8335ဆိုရင်5 volt အတိအကျပဲထုတ်ပေးရမှာ5 volt အတိအကျပဲထုတ်ပေးရမှာအဲ့တော့ဒီကောင်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဟုတ်တယ်ဒီမှာ8335မိတ်ဆွေတို့လည်းတွေ့ရလိမ့်မယ်ဒီမှာ8335တွေ့လား8335ကသူက7 volt 9 volt ကြီးထွက်နေအဲ့တော့ဒီကောင် error ရှိတယ်ပထမဆုံးတွေ့တဲ့တစ်ချက်8335ဆိုရင်5 volt ပဲထွက်ပေးရအဲ့တော့ကျွန်တော်ကအဲ့ကောင်ကိုကျွန်တော်က
ဖြုတ်မယ်ဖြုတ်ပြီးလဲမယ်ပေါ့ဗျာနော်သူကပထမဆုံးကျွန်တော်တို့ဒါကကျွန်တော်တို့ပထမဆုံးမျက်မြင်နဲ့ကျွန်တော်တို့ circuit plan ကိုဖတ်ကြတယ်နော် circuit diagram ကိုမျက်စိရမြင်အောင်ကြည့်ရတယ်နော်ဒါကျွန်တော်လက်တန်းပြောသွားတော့နော်စာအုပ်နဲ့ချမဆွဲပေးတော့ဘူးနော်ဒီ circuit မှာတော့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်လက်တန်းပြောသွားတော့ပဲဒါမိတ်ဆွေတို့အနေနဲ့သဘောပေါက်ပါပြီနော်မြင်သာထင်သာရှိပါပြီနော်အဲ့တော့ဒီကောင်က5 volt ထုတ်ပြရမှာ9 volt ထွက်နေနော်9 volt ထွက်နေရဆိုတော့ဒီကောင်မှအမှားရှိတယ်နော်ဘာလို့ဆိုတော့ဒီကောင်လေးတွေကသူသတ်မှတ်ထားတဲ့ဘိုးတွေကိုပဲသူလက်ခံပါလေနော်ပြီးတော့ CPU ဆိုတာကပိုဆိုးတယ်နော်သတ်မှတ်ထားတဲ့ဘိုးတွေတည်ငြိမ်အောင်ထုတ်ပြနေမှာသူကလက်ခံပါနော်အလုပ်လုပ်ပေးနိုင်မှာပုံမှန်တိုင်းသူက5 volt ဆိုတဲ့ကွာသူကပြောမှဆိုရင်ဒီ CPU တို့ controller IC တို့ဝင်တဲ့ PCC ကသူကသတ်မှတ်ထားတဲ့ပမာဏနဲ့သူကများနေပြီနော်အဲ့ဒါလေးတစ်ချက်ကျွန်တော်တို့သိရနော်ပြောမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်မီတာလေးနဲ့တိုင်းပြမယ်နော်မီတာလေးနဲ့တိုင်းပြမယ်ဘာတိုင်းပြအောင်လဲဆိုတော့နော်ဒါဆိုလို့ရှိရင်မီတာဘဇာစကိန်းမှာထားလိုက်မယ်နော်ဘာတိုင်းပြအောင်လဲဆိုတော့ဒီ driver IC ကနော်203 IC နဲ့အတူတူပဲနော်နံပါတ်ကတော့ကျွန်တော်မဖတ်ကြည့်ရသေးဘူးဒါပေမဲ့203 IC ပဲဖြစ်ဖို့များပါတယ်နော်ဒီကောင်တွေမှာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ IC ရဲ့အလုပ်လုပ်ပုံသိထားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီကောင်ပင်ကိုကြည့်လိုက်မယ်ပေါ့နော်ပင်ကိုကြည့်လိုက်မယ်ဆိုဒီဘက်ကပင်1နော်ဒီတောင်းကပင်1ဒီတောင်းကပင်1ဆိုတော့1234568နော်9ကဒါ BCC ဒီ IC အလုပ်လုပ်ဖို့ BCC 9က BCC ပင်8ကပင်9နဲ့မျက်နှာချင်းဆိုင်ပင်8ဖြစ်မှာပါဗျာပင်8ကဂရောင်းနော်အဲ့ဒါကိုကျွန်တော်တို့ကသိဖို့ဆိုရင်လည်းဒီ IC ရဘလက်ဘုန်းနဲ့အလုပ်လုပ်တာသိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ဒီမှာဘဇာစကိန်းမှာထားပြီးတော့ကျွန်တော်တိုင်းကြည့်လိုက်မယ်လေနော်ဒီ9835ရဲ့အဝင်ကဒီမှာ DC supply တွဲဖို့အဝင်ပေါ့ဗျာနော်တွဲဖို့အဝင်သူ့ရဲ့ပင်9နဲ့တိုင်းကြည့်လိုက်မယ်ဒီမှာအတန်မီရယ်နော်ဒါဆိုလို့ရှိရင်ပင်9က BCC နော်ပင်9က BCC ပင်9က BCC ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပင်8က ground ပင်8က ground ဆိုတော့လည်းကျွန်တော်ကဘာနဲ့သိနိုင်မလဲဒီ ground နဲ့တိုင်းကြည့်လိုက်လေဒီမှာနော် ground နဲ့တိုင်းကြည့်လိုက်ဒီမှာအတန်မမီဘူးလားမီးတယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီပတ်လန်းကိုကျွန်တော်ကမျက်စိနဲ့လိုက်ပြီးကြည့်နေကြတို့သေးလားမလို့တော့ဒီ IC ရဲ့ BCC ငုတ်ကိုတွေကိုလည်းသိပြီ IC ရဲ့အလုပ်လုပ်ပုံပင်အောက် diagram တွေလည်းကျွန်တော်ကသိထားပြီးလုပ်ကြတာပြီဆိုရင်ကျွန်တော်ကဒီလို light တိုင်းပြီးတော့လည်းဘလို့အလုပ်လုပ်တယ်ဆိုတာကိုဘလို့အလုပ်လုပ်ဆောင်တယ်ဒီလိုလေးတွေကို on off မောင်းတယ်ဆိုတာကိုလည်းမသိနိုင်ပါဘူးလားသိနိုင်ပါတယ်နော်အဲ့တော့ဒီကောင်ကကတော့ပြောမယ်ဆိုရင်တွဲဖို့ကဒီကိုလည်းရောက်မယ်နော်ဒီကိုလည်းရောက်မယ်ဒီ IC ကိုလည်းရောက်မယ်နော်ပြီးတော့ကျွန်တော်တို့ဒီကိုလည်းရောက်မယ်ဒီ relay တွေရဲ့ coin code တစားစီကိုလည်းတွဲဖို့တွေကရောက်နေမယ်နော်ဒီ relay တွေရဲ့ on off ကြောင့်ဘာအပိတ်ဖွင့်လုပ်လဲအနှုတ် signal ပို့နဲ့အပိတ်ဖွင့်လုပ်တယ်တွဲဖို့တွေကရောက်ပြီးသားအပေါင်းဖို့တွေကရောက်ပြီးသားဆိုတော့ဒီ relay coin တွေကိုအနှုတ် signal ဒီ relay coin တစားကိုအနှုတ် signal ဒီ driver IC ကပို့ပြီးဆိုတာနဲ့ဒီ relay on မယ်နော်ဒီ relay ရဲ့နောက်တစားကိုအနှုတ် signal ပို့ပြီးဆိုတာနဲ့ဒီ relay on မယ်နော်အဲ့တော့ဒီ relay တွေရဲ့ input ကဒီကောင်က input output နော်ဒီကောင်တွေက input output ညနေချင်းဆိုင်ပင်တွေကနော်ဟုတ်ပြီနော်1 2 3 4 5 6ခွန်ပင်ခွန်ရငါးနေပင်ခွန်ကိုဒီ controller IC ကနေပြီးတော့ပင်နံပါတ်ခွန်ကို driver IC ရဲ့ပင်နံပါတ်ခွန်ကို input signal ရောက်ပြီဆိုတာနဲ့ဒီက output ထုတ်ပေးမယ်ဒီ relay ကိုနော်ပင်6ကိုဒီကနော်ပင်6ကိုလည်းဒီမှာဒီအပေါ်မှာတော့ပတ်လန်းမရှိဘူးဗျာသူကအောင်လန်းအောက်ဘက်ကသွားတာနေလိုက်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်လိုက်မယ်နော်တစ်ချက်ကြည့်လိုက်မယ်ဘယ်ပင်ကနေ signal ပေးရလဲဆိုတော့ဒီပင်ကနေ signal ပေးတာနော်ဒီပင်ကနေ signal ပေးတာပင်က signal ပေးတာကိုနှုတ် signal input ရောက်ပြီဆိုတာနဲ့ဒီပင်နော်ဒီဘက်ကပင်ကနေပြီးတော့နော်ဒီဘက်ကပင်ကနေပြီးတော့ဘာဖြစ်လဲဒီ relay ကိုအနှုတ် signal ရောက်ရင်ဒီ relay on မယ် on ပြီးတော့ဆိုမော်တာကိုမှွေမယ်မော်တာကိုလဲစေမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ကသိရအောင်ပဲအခုကကျွန်တော်ကဒီကောင်ဖြုတ်မယ်နော်ဒီကောင်9 volt ထွက်နေလို့နော်9 volt ထွက်နေလို့ဒီကောင်ကိုဖြုတ်မယ်ရှားလို့ရနော်9 volt ထွက်နေတယ်အဲ့တော့ကျွန်တော်တို့ကနော်ထုံးစံတိုင်းပေါ့နော်ပစ္စည်းအဟောင်းဖြုတ်မယ်ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးဘာလုပ်ရလဲခဲအစ်စ်ကျွေးရနော်ဒီကောင်လေးကောင်ခဲအစ်စ်ကျွေးမယ်ခဲအစ်စ်ကျွေးပြီးတော့ခဲဆုပ်ထုတ်ပြီးဖြုတ်မယ်ပေါ့ဗျာနော်ပြီးရင်9835 regular IC တစ်လုံးနဲ့ကျွန်တော်တို့ပြန်အစားထိုးပြီးတော့ကျွန်တော်တို့ကမောင်းမယ်နော်
ပြန်ကြည့်မယ်နော်5 volt အတိအကျထွက်ကမယ်နော်5 volt အတိအကျထွက်ကမယ်ဆိုတာကျွန်တော်တို့ CPU ကိုသွားမယ်နော် control panel ကိုသွားမယ် voltage ကကျွန်တော်တို့အနည်းများဖြစ်လို့မရအောင်နော်အနည်းများဖြစ်ရင်သူကerror တက်မယ်နော်အဲ့လိုခဲတစ်ကျွေးတယ်ခဲတစ်ကျွေးပြီးမှဆုတ်ထုတ်တာကောင်းတယ်နော်โอเคနော်ဒါဆိုထောက်ပါနော်9835ရဲ့ဒီဘက်အစွန်เนาะပင်1ကကျွန်တော်တို့အဝင်ပေါ့เนาะအဝင်ကျွန်တော်တို့အလဲကောင်က ground ဒီ body နဲ့ဆက်နေတာเนาะအတူတူပဲဒီကောင်က output เนาะဒီ output ငုတ်ကနေပြီးတော့ပင်နံပါတ်3ကနေပြီးတော့5 volt ထုတ်ပေးရเนาะအဲ့တော့ဒီကောင်ကနေပြီးတော့7 volt ထွက်နေတယ်9 volt ထွက်နေတယ်ဆိုတော့သူက5 volt တဲ့ပုံများနေတာပေါ့ဗျာเนาะတာမန် supply တွေမှာဆိုလို့ရှိရင်တော့လက်ခံနိုင်တယ်ဆိုပေမဲ့ဒီကောင်က controller supply ကိုသွားမှာเนาะဒီ CPU ဘက်ကိုလည်းသွားမှာလေ5 volt ကเนาะအဲ့ဒါကြောင့်မလို့ဒီကောင်ကျတော့လက်သက်မခံနိုင်ဘူးအဲ့တော့ကျွန်တော်ကတိကျင်တယ်ဆိုလို့ရှိရင်ဒီမှာဒီပတ်လန်းပေါ့ဗျာဒီမှာ regular ပတ်လန်းဒါအထွက်ပင်ကနေပြီးတော့ဒီကျွန်တော်အရှိဒီ display ကောက်ကိုသွားတဲ့ကျိုးဆွက်ကတ်အဲ့ကျိုးဆွက်ကတ်တွေမှာဘယ်ကနေသွားလဲဆိုတော့ကျွန်တော်တိုင်းကြည့်လို့ရတယ်ဒီမှာတိုင်းကြည့်မယ်နော်ဘာသာစကင်းမှာထားပြီးတိုင်းကြည့်မယ်နော်ဒီအထွက်ငုတ်ပေါ့နော်ဒီကနေတိုင်းကြည့်မယ်နော်ဒီငုတ်နော်ဒီငုတ်နော်ဒီငုတ်ဟုတ်ပြီနော်ဒါအထွက်ငုတ်နော်ဒီမှာအထွက်ငုတ်ကိုလည်းသူကတည်ငြိမ်နေအောင်လို့ဘာဖြစ်လဲဒီမှာပတ်လန်းကိုကြည့်လေနော်ပတ်လန်းကိုကြည့်နော်ဒီပတ်လန်းဒီမှာ capacitor စီသွားတာဒီ capacitor လေးစီသွားတာအထွက်ဖို့လည်း5 volt တည်ငြိမ်အောင်လို့ဒီ capacitor လေးနဲ့ထိန်းထားတာနော်ဒီ capacitor လေးနဲ့ထိန်းထားပြီးတော့မှဒီလိုကြည့်မယ်ဆိုပင်ဒီဘက်ကကြည့်ရေးမယ်ဆိုပင်1 2ပေါ့ဗျာပင်1 2 1 2ကိုသူကဒီ5 volt တည်ငြိမ်နေတဲ့5 volt ကိုသူကပေးပို့တယ်ဆိုတော့ကျွန်တော်ဒီမှာတိုင်းကြည့်ရင်သိမယ်နော်ပင်2ကိုသွားတာနော်ပင်2ကနေပြီးတော့ကျွန်တော်တို့ဒီကိုသွားမှာနော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ရေးရမယ်နော်ဒီမှာလည်းရေးရမယ်ဆိုတာကဒီမှာနော်ဒီမှာလေဒါရေးရမယ်ဆိုတာကတော့သူကဘာရေးရတယ်တော့ဒီမှာ stand by နဲ့နော်ဒီမှာ stand by 5 volt ပေါ့ဗျာနော် stand by 5 volt ပေါ့နော် stand by ဖို့ပေါ့နော်ဒီကောင်ကD out နော် D out ဒီမှာ D in ရေးရတယ် CNK ဆိုတော့ဒီက data တွေပါတွေကိုနော် data တွေပါတွေကိုဒီ CPU ကနေပြီးတော့ clock တွေ data တွေကိုကျွန်တော်တို့ဒီ controller IC ကိုပေးပို့မှာနော်ဒီကလူနှိပ်လိုက်တဲ့နော် user နှိပ်လိုက်တဲ့ clock setting ပေါ်မူတည်ပြီးတော့ဒီကိုပေးချိန်ပါနော်ဒီကိုသူကသတင်းလှမ်းပို့မှာဒီ CPU ကနေအာရုံခံပြီးတော့မော်တာမောင်းပါလားနော် compressor မောင်းပါလားနော်အဲ့ဒါကိုသူကဒီမှာ timer သုံးပါလားသူကအဲ့ဒါကိုဒီမှာနော်လာပြီးတော့ဆိုသူကဒီမှာဒီကနေပြီးတော့ data signal ကြိုးတွေကနေပြီးတော့ဒီမှာ command လာပေးမှာနော်အမိန့်လာပေးမှာဒီ controller IC အဲ့တော့မှ controller IC က command ပေးထားတဲ့နော်အချက်လက်ကိုအာရုံခံပြီးတော့ဆိုသူက output ပင်ဖြစ်ဒီ driver IC ကိုနော် output ထုတ်ပေးမှာအဲ့တော့ driver IC က controller IC ကနေ input ရောက်ပြီဆိုတာနဲ့ဒီ relay ကို on ရမှာဒီ relay ကို on ရမှာဆိုတာကိုဆက်ပြီးအလုပ်လုပ်နော်အဲ့တော့လောလောဆယ်ကကျွန်တော်ကဒီအပိုင်းတွေထားလိုက်အောင်လောလောဆယ်ပစ်ချက်ကျွန်တော်က supply အစကနေပြီးတော့လိုက်တာပေါ့နော်ဘိုးရိပ်ပိုင်းကနေအရင်လိုက်တာနော်အဲ့တော့ဘိုးရိပ်ပိုင်းတည်ငြိမ်မှုမရှိတဲ့ကောင်ကိုကျွန်တော်တို့ကအပိုင်းကိုကျွန်တော်တို့ကပြင်ရမှာအဲ့တော့ကျွန်တော်ကခွန်ရှစ်300ကတစ်လုံး IC တစ်လုံးနဲ့ကျွန်တော်တို့အခုလဲမယ်